မင်္ဂလာပါကလေးတို့ရေဆရာမနဲ့အခန်း30လေးပြောရအောင်နော်ကဲအခန်း30ခေါင်းစဉ်လေးကအနှုတ်သင်ခန်းစာ2ဟုတ်ပါတယ်ဆရာမတို့ရှင်းမှာသင်ပြီးသားပု္ပ္ပစာတွေကိုဟုတ်ပြီနော်ပို့ပြီးတော့ကျွမ်းကျင်သွားအောင်လို့ဖြည့်ဆွက်လေ့ကျင့်ခန်းလေးထည့်ပေးထားပါတယ်ဒါလေးတွေကဖတ်စာအုပ်ထဲမှာတော့ပါမှာမဟုတ်ဘူးဟုတ်ပြီနော်ရှင်းမှာရှိတဲ့သင်ခန်းစာတွေကိုပို့ပြီးတော့ကျွမ်းကျင်သွားအောင်လို့ဟုတ်ပြီနော်ခေါင်းနဲ့ပို့ပြီးတော့ရအောင်လို့လေ့ကျင့်ခန်းလေးတွေဆက်ပြီးတော့လုပ်ရအောင်နော်နံပါတ်6ရောက်သွားပြီနော်ဖြည့်ဆွက်လေ့ကျင့်ခန်းနံပါတ်6တွက်ပါတဲ့အဲ့တော့ကကြီး101အနှုတ်80နဲ့3 101ထဲကနေတဲ့83ကိုနှုတ်ပြီးတွက်ပါလို့ပဲပြောတာကလေးတွေအစဉ်ပြေလို့တွက်လို့ရတယ်ဟုတ်လားအဲ့တော့ထောင်လိုက်တွေပါမပါဘူးထောင်လိုက်တွက်ပါဆိုရင်တော့ထောင်လိုက်တွက်ကိုတွက်ပေးရမယ်ဒါပေမဲ့ဒီကလေးတွေကအခုမှလည်းထောင်လိုက်တွက်သင်နေတာဖြစ်တဲ့အတွက်ဆရာမသဘောကတော့ထောင်လိုက်ကလေးပဲလိုက်ပြီးတော့တွက်စေချင်တယ်ဟုတ်ပြီနော်အဲ့တော့ထောင်လိုက်တွက်တော့မယ်ဆရာမကထောင်လိုက်တွက်ခိုင်းနေဟုတ်ပြီနော်အဲ့ဒါဆိုရင်ထောင်လိုက်တွက်တော့မယ်ဆိုတို့ကလေးတွေဘာအရင်စလုပ်ရမှာလဲအဲ့ဒီကိန်းကနန်းလေးတွေကိုသူ့နေရာလေးနဲ့သူမှန်အောင်အတီးတီးရေးပါဟုတ်ပြီနော်နေရာမှန်အောင်ရေးပေးလိုက်ပါအဲ့တော့101 83ခုနေရာကိုခု10နေရာကို10ရာနေရာကိုရာနှုတ်ခိုင်းတာဖြစ်တဲ့အတွက်အနှုတ်လက္ခဏာလေးလည်းပါပြီအဲ့ဆိုအဆင့်1ပြီးသွားပြီကိန်းတွေကိုနေရာချတဲ့အဆင့်နှစ်ကြရင်စပြီးတော့မလုပ်ကြစို့နှုတ်ကြစို့နှုတ်မယ်ဆိုရင်တို့ကလေးတွေဘယ်ကိန်းကစနှုတ်မှာလဲခုကိန်းလေးကစနှုတ်မှာခုကိန်းလေး1တွေ့တယ်ခုကိန်းလေး3တွေ့တယ်ခုကိန်းလေး1ထဲကနေ3ကိုနှုတ်မယ်ဟုတ်ပြီနော်နှုတ်လောက်လားနှုတ်လောက်ဘူးဟုတ်ပြီနော်မနှုတ်လောက်ဘူးမနှုတ်လောက်ရင်ရှေ့ကိုသွားပြီးတော့ချီးမယ်အဲ့တော့ရှေ့ကိုသွားကြည့်လိုက်တော့လေဘာပဲရှိရလဲ3ညပဲရှိတာသူ့မှာတစ်ခုမှမရှိတော့ तू ကလည်းချီးလို့မရဘူးအဲ့ဒါဆိုရင်တို့ဘာလုပ်ရမလဲဒီတစ်ကလေးခုကိန်းလေးကတော့ဘာမှလုပ်မရဘူးအဲ့တော့10ကိန်းလေး3ညကတော့အဲ့တော့တစ်ကိုမင်းခဏဆောင်အောင်ငါသွားပြီးတော့ချီးပေးမယ်ဘယ်သူစီက तू သွားယူလို့ရလဲရာအုပ်စုကနေသွားယူလို့ရတယ်ဟုတ်ပြီနော်ခုကနေရာကိုဓာတ်ရိုက်သွားလို့မရဘူးအဲ့ဆိုဘယ်သူကနေပဲသွားရမှာလဲ10ကနေပဲသွားရမှာအဲ့တော့10ကိန်းလေး3ညနေပြီးတော့ရာကိန်းဘက်ကိုသွားမယ်ချီးပါအောင်100လောက်ဟုတ်ပြီနော်အဲ့ဒါဆိုသူ့မှာရှိတာမှာ100ပဲရှိတာချီးလိုက်ရင်ဘယ်လောက်ကျန်မလဲ100ကနေ3ညရပဲဖြစ်တော့မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်100ကိုရသွားတဲ့30အုပ်စုသည်100သည်10ဖြစ်သွားမယ်ဟုတ်လားအဲ့တော့အဲ့ကြမှာ10အုပ်စုကငါမှ10ရှိသွားရင်မင်းရှိခြင်းရှိအဲ့ဆိုရင်ခုအုပ်စုလေးကိုလှမ်းချီးလိုက်မယ်ဆိုသူ့မှာဘယ်လောက်ကျန်မလဲ6ကျန်မှာပေါ့ဟုတ်ပြီနော်အဲ့တော့ချီးလိုက်တဲ့အတွက်သူကဘယ်လောက်ရသွားလဲ10ခုအဲ့တော့10တဲကနေ3ကိုနှုတ်ရင်ခွန်ရဲ့1ရဲ့ပေါင်းရင်8ဟုတ်ပြီနော်ကျမကပေါင်းပြီးမစင်စားခိုင်းဘူးနော်10ရဲ့1ရဲ့ပေါင်းရင်17ထဲက3ကိုနှုတ်ပါဆိုကလေးတွေကြောင်သွားလိမ့်မယ်အဲ့ဆိုရင်တို့ကအမြဲတမ်းပဲတွေကပဲနှုတ်ချီလာတယ်ယူလာတယ်10တဲကနေပဲ10ဖြစ်ချင်းကနေသွားမယ်10တဲကနေ3ကိုနှုတ်ရင်3ရဲ့တငယ်ချင်းလေးခွန်ကြံမယ်ခွန်ရဲ့1ရဲ့ပေါင်းမှာ8ဒီလိုလေးတွေးတာပိုးမြန်တယ်ဟုတ်ပြီနော်အဲ့တော့ခုအုပ်စုတွေနှုတ်ပြီးသွားရင်10အုပ်စု9ထဲကနေခွန်ကိုနှုတ်ရင်နေအဲ့ဆိုရင်10နှုတ်ပြီးသွားရင်ရာဘက်ကိုသွားမယ်အဲ့တော့ရာဘက်မှာ3ညပဲရှိတယ်ရေးစရာမလို့ဘူးဆိုတို့ဘာလုပ်ကြစို့အဖြေထိုးကြစို့အဖြေလေးကဘယ်လောက်လဲ20နဲ့8ဒီလိုလေးရမှာနော်ခါကွေးကြည့်ပါဦး103အနှုတ်90နဲ့4ဟုတ်ပြီနော်103ကနေတဲ့94ကိုနှုတ်ပေးတဲ့အဲ့ဆိုပထမအဆင့်တို့ကလေးတွေဘာလုပ်ကြမလဲဘာလုပ်ကြမလဲကိန်းလေးတွေကိုနေရာမှန်အောင်ရေးမယ်ကိန်းလေးတွေကိုနေရာမှန်အောင်ရေးမယ်ခု10ရာခု10နောက်ကနှလုံးနဲ့ပါတယ်ဟုတ်ပြီနော်3လုံးနဲ့ကနေနှလုံးကိုနှုတ်ခိုင်းနေပြီလက္ခဏာလေးလည်းပါပြီဆိုအဆင့်1ပြီးသွားပြီဟုတ်ပြီနော်အဆင့်2ရောက်သွားရင်2ကြတို့ဘာလုပ်ကြဆိုစပြီးတော့နှုတ်ကြဆိုဘယ်ကိန်းကနေစနှုတ်မလဲခုကိန်းလေး3ကနေခုကိန်းလေး4ကိုနှုတ်မယ်နှုတ်လို့ရလားမရဘူး3နဲ့ကနေ4နှုတ်ချင်တာနှုတ်လို့မရဘူးအဲ့ဆိုဘယ်ကိုသွား10ဘက်ကိုသွားချီးမယ်ဟာ10ကလည်း3ညပဲရှိတာချီးလို့မရဘူးအဲ့ဆိုမင်းခဏနေအောင်3ညကဘယ်သူစီသွားချီးရမှာလဲရာအုပ်စုဘက်ကို10ကနေရာအုပ်စုဘက်ကိုသွားချီးမယ်100ရှိတော့ချီးလိုက်တော့ဘယ်လောက်ရ3ညရပဲရှိတော့မှာဟုတ်ပြီနော်100သည်10ဆိုပြီးတော့10အုပ်စုဘက်မှာ10စုရလာပြီအဲ့ဒီကြမှာ3ညမှာ10စုရှိသွားပြီဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်တို့3လေးကိုသွားပြီးတော့ချီးပေးလို့ရပြီအဲ့ဆို10စုရှိတဲ့ထဲက1စုချီးလိုက်ရင်ဘယ်နှစုကျန်မှာလဲကလေးတွေဘယ်နှစုကျန်မှာလဲ9စုကျန်မယ်ဟုတ်ပြီနော်အဲ့တော့10စုချီးလိုက်ပါတယ်10ထဲကနေအရင်လေးပါလေးကိုနှုတ်ပေးလေးကိုနှုတ်ပေးအဲ့ဆိုရင်လေးရဲ့တငယ်ချင်းလေး6ကျန်မယ်6ရဲ့3ရဲ့ပေါင်းတော့
ကိုဒီလိုလေးထွက်မှာနော်အားဆိုလို့ရှိရင်ခုလေးနှုတ်ပြီးသွားရင်10တွေနှုတ်ရအောင်10ကိန်းလေး9တွေကနေ9ကိုနှုတ်ရင်3ညဟုတ်ပြီတို့ဒီ3ညရပြီဆိုတော့ရေးသင့်မရေးသင့်ခဏစဉ်းစားမယ်နော်ခဏရက်ထားအောင်ခြံထားလိုက်အောင်မရေးသေးဘူး3ညကိုအဲ့ဆိုရှေ့ကရာအုပ်စုသွားကြည့်တော့ရာအုပ်စုကနှုတ်เสียလည်းမရှိဘူး3ညပဲရှိတော့ तू ကလည်း3ညဖြစ်မယ် तू ကလည်း3ညဖြစ်မယ်ဆိုတို့ရေးเสียမလို့တော့ဘူးအဲ့ဒါဆိုဘာလေးတစ်လုံးပဲရှိမှာ9လေးတစ်လုံးပဲရှိမှာဟုတ်ပြီနော်အဲ့ဒီ9ဆိုတဲ့ရဲ့ရှေ့မှာ3ညတွေရေးလို့မရဘူးတစ်လုံးလည်းရေးမရဘူးနှလုံးလည်းရေးမရဘူးဟုတ်လားအဲ့ဒါဆိုရင်တို့အဖြေထိုးကြစို့အဖြေဘယ်လောက်ရလဲအဖြေ9ရတယ်ဟုတ်ပြီနော်ကဲကောင်းငယ်လေးကြည့်ရအောင်108အနှုတ်96သုံးလုံးထဲကနေနှလုံးကိုနှုတ်ခိုင်းတယ်ဂိမ်းလေးတွေစပြီးမလုပ်ကြစို့နေရာမှန်အောင်ရေးကြစို့ခုနေရာကိုခုရေးမယ်10နေရာကို10ရာနေရာကိုရာရေးမယ်နှုတ်လက္ခဏာလေးလည်းထည့်ပြီးသွားပြီဆိုနှုတ်ကြစို့နှုတ်မယ်ဆိုဘယ်ဂိမ်းကစနှုတ်လဲခုဂိမ်းလေး8ထဲကနေခုဂိမ်းလေး9ကိုနှုတ်နှုတ်လို့ရလားမရဘူးမရရင်သွားချိမယ်10အုပ်စုကနေခုကနေ10ကိုသွားချိ10အုပ်စုကိုသွားချိတော့3ညပဲရှိတော့မရပြန်ဘူးအဲ့ဆိုရင်အဲ့ဒီ3ညလေးက10အုပ်စုလေးကဘယ်သူစီသွားပြန်ချိပေးရာအုပ်စုဘက်ကိုသွားချိပေးရမယ်ရှစ်ကနေပြီးတော့ရာကိုတိုက်ရိုက်သွားလို့မရဘူးเนาะမှတ်ထားအောင်เนาะခဏပြောနေရเนาะအဲ့ဆိုလို့ရှိရင်ရာအုပ်စုဘက်မှာဘယ်လောက်ရာရှိလဲ1ရာရှိတယ်ချိလိုက်ရင်3ညရာအဲ့ဆိုရင်10အုပ်စုဘက်က3ညကဘယ်လောက်ရသွားပြီလဲ10 1ရာသည်10ရှိတယ်ဟုတ်ပြီနော်အဲ့ကြမှာတို့ရှစ်ကလေးကိုချီလို့ရသွားပြီဆိုတော့10စုတွေကနေချီလိုက်တော့ဘယ်နဲ့စုကြံလဲ9စုကြံတယ်ဟုတ်ပြီနော်အဲ့ကြရှစ်က10ရသွားပြီအဲ့လိုလေးစဉ်းစားတာဆင်ငဲသွားတာနော်အဲ့ကြမှာတို့10တွေကနေဘသူ့ကိုအရင်နှုတ်လိုက်တော့ကိုရဲ့တငယ်ချင်းလေးတစ်ကြံတယ်အပေါ်မှာရှိတဲ့8ရဲ့ပေါင်းတော့8ရဲ့1ရဲ့ပေါင်းရင်ကိုပြီးရင်10အုပ်စုဘက်က9တွေကနေ6ကိုနှုတ်ရင်3ပြင်ရာအုပ်စုဘက်ဆက်ကြည့်မယ်ရာအုပ်စုဘက်မှာနှုတ်เสียမရှိဘူးနှုတ်เสียမလို့တော့အဲ့ဒါဆိုလို့ရှိရင်တို့ဘာလုပ်ကြစို့အဖြေလေးရေးကြစို့အဖြေဘယ်လောက်လဲကလေးတွေ30နဲ့မှ9ရမလားဟုတ်ပြီနော်ကဲသေချာလေးလိုက်ကြည့်ပြီနော်ကဲဂါကြီးလေးဆက်ကြည့်အောင်နော်ဂါကြီးက100နဲ့အနှုတ်86ဂိမ်း3လုံးနဲ့ကနေဂိမ်း2လုံးကိုနှုတ်ခိုင်းတယ်ကဲကလေးတွေပြောမယ်ပထမအဆင့်ဘာလုပ်ရမလဲဆရာမတို့ဂိမ်းတွေကိုဟုတ်ပြီနေရာမှန်မှရေးပါခုနေရာခု10နေရာ10ရာနေရာရာဟုတ်ပြီနော်ပြီးပြီဆိုနှုတ်ရမယ်ဆိုတော့အနှုတ်လက္ခဏာလေးပါရမယ်အဆင့်1ပြီးသွားပြီဆိုတော့အဆင့်2ကခုဂိမ်းလေးတွေချင်းနှုတ်မယ်ဟုတ်တယ်ခုဂိမ်းလေးနှစ်ထဲကနေခုဂိမ်းလေး6ကိုနှုတ်မယ်နှစ်ထဲက6ကိုနှုတ်တော့မနှုတ်တော့ဘူးအဲ့ဆိုရင်10ဂိမ်းလေး3ညစီကိုသွားချီသူ့မှာ3ညပဲရှိတာချီလို့မရဘူးအဲ့ဒါဆိုရင်ခဏနေအောင်အဲ့ဒီ3ညကဘယ်သူစီကိုသွားချီရမှာလဲ10ဂိမ်းကနေပြီးတော့ရာဘက်ကိုသွားချီပေးရမှာ1ရာရှိတယ်ချီလိုက်တော့3ညရာအဲ့တော့1ရာကိုရလာပြီဆိုတော့1ရာသည်10နေရာမှာရေးရင်ဟုတ်ပြီနော်1ရာသည်10အုပ်စု10စုရှိမှာဟုတ်လားအဲ့ကြမှာနှစ်ကနေသွားချီလို့ရပြီလားချီလဲတော့နှစ်ကနေသွားချီတော့10ရှိတာ10ရှိတော့ချီလိုက်ရင်9ကျန်မယ်ဟုတ်ပြီနော်အဲ့ဒီ9ကနေပြီးတော့9ကျန်တယ်တို့ခုအုပ်စုလေးနှစ်ကဘယ်လောက်ရသွားပြီ10ရသွားပြီ10ထဲကနေအရင်ဘာကိုလုပ်ရမလဲ6ကိုနှုတ်ရမယ်10ထဲက6ကိုနှုတ်ရင်6ရဲ့တငယ်ချင်းလေး4ကျန်မယ်4ရဲ့2ရဲ့ပေါင်းတော့6ဒီလိုလေးစဉ်းစားတာဟုတ်ပြီနော်ခုဂိမ်းနေပြီးရင်10ဂိမ်းနေလှည့်သွားမယ်10ဂိမ်းလေးဘယ်ကနေဘယ်ကိုနှုတ်မယ်9ကနေ8ကိုနှုတ်မယ်9ထဲက8ကိုနှုတ်ရင်1ပြီးရင်ရာဘက်ကိုသွားမယ်ရာဂိမ်းမှာနှုတ်เสียရေးเสียမရှိဘူးအဲ့တော့တို့အဖြေရေးကြစို့အဖြေလေးကဘယ်လောက်လဲ16နောက်တစ်ပုဒ်သွားရအောင်ကြည့်ပါဦး106နှုတ်80နဲ့8 106ထဲကနေတဲ့88ကိုနှုတ်မယ်တဲ့ပထမအဆင့်ဂိမ်းလေးတွေကိုနေရာမှန်မှရေးပါခု10ရာအနှုတ်လက္ခဏာလေးလည်းပါပြီအဲဆိုရင်အဆင့်2တို့စပြီးတော့နှုတ်ကြစို့ဘယ်ဂိမ်းကနေစနှုတ်မယ်ခုဂိမ်းလေး6ထဲကနေခုဂိမ်းလေး8ကိုနှုတ်မယ်နှုတ်လို့မရဘူးသွားချီမယ်8ကို10ထဲက10ဂိမ်းထဲကနေသွားချီမယ်ဟုတ်ပြီနော်10နေရာကနေသွားချီမယ်အဲ့တော့10နေရာမှာချီစရာမရှိဘူး3ညပဲရှိတာအဲ့ဒါဆိုရင်ဘာလုပ်ရမလဲခဏသူကိစ္စရက်အဲ့တော့10နေရာမှာရှိတဲ့3ညကဘယ်သူစီဆက်သွားရာနေရာကနေသွားချီပေးရမယ်အဲ့တော့ဘယ်လောက်ရာရှိရလဲ1ရာရှိတာ1ရာရှိလို့ချီလိုက်ရင်3ညရာဟုတ်ပြီနော်100ရာသည်10နေရာမှာရေးမယ်ဆိုရင်10အဲ့ကြမှာ10ရှိတယ်ဆိုသွားရှိတော့9
9တို့ရလာပါပြီ10အဲ့10ထဲကနေဘယ်သူ့ကိုရင်နှုတ်8ကလေးကိုနှုတ်8ကလေးနှုတ်လိုက်တော့8ရဲ့တငယ်ချင်းလေး2ကျန်မယ်2ရဲ့စောစောက6ရဲ့ပေါင်းတော့8ဟုတ်ပြီနော်ခုကိန်းနှုတ်ပြီးသွားပြီ10ကိန်းလေး9ထဲကနေခွန်နှုတ်9ထဲကခွန်နှုတ်ရင်2ဆယ်ပြီးသွားရင်ရာဘက်မှာနှုတ်စရာမရှိဘူး3ညာထဲကနေဘာမှလည်းနှုတ်လို့မရဘူးဟုတ်ပြီနော်နှုတ်စရာမရှိတဲ့အတွက်ရေးစရာမလိုတော့ဘူးအဲ့ဒါဆိုအဖြေရေးကြဆိုအဖြေလေးဘယ်လောက်လဲ20နဲ့8နောက်တစ်ဆက်ကြည့်ရအောင်တို့ကလေးတွေစာလုံး105အနှုတ်ခွန်3လုံးနဲ့ကနေဒီတခါတစ်လုံးနဲ့နှုတ်ခိုင်းတာဟုတ်ပြီနော်အဲ့ဒါဆိုရင်အဆင့်1ဆရာမကိုပြောပါအောင်တို့ကလေးတွေဘာတွေလုပ်ရမှာလဲကိန်းလေးတွေကိုနေရာမှန်မှရေးပါခု10ရာတို့ကတော့3လုံးနောက်ကခွန်ဆိုတော့ခုလေးတစ်လုံးနဲ့အနှုတ်လက္ခဏာလေးလည်းပါပြီတို့စပြီးတော့နှုတ်ကြစို့အဆင့်2အဲ့ဆိုဘယ်လိုနှုတ်မှလဲဘယ်ကိန်းတွေနှုတ်မှလဲကလေးတွေခုကိန်းလေး9ထဲကနေခုကိန်းလေးခွန်ကိုနှုတ်မယ်နှုတ်လို့ရလားမနှုတ်တော့ဘူးအဲ့ဒါဆိုရင်10ဟုတ်ပြီနော်ခြေက10အုပ်စုစီသွားပြီးတော့ချီးမယ်ချီးတော့လေသူက3ညပဲရှိတာချီးလို့မရအောင်မရရင်ခဏဆောင်ဟုတ်လားအဲ့ဆိုရင်10ကိန်းကဘုသူစီသွားချီးပေးရာကိန်းစီကိုသွားချီးပေး100ရာရှိတယ်ချီးလိုက်တော့3ညရာအဲ့တော့100ရာဒီ10နေရာမှာရေးရင်10အဲ့ကြမှာ9ကနေသွားချီလို့ရသွားပြီကိန်းကဏ္ဍလေးရှိသွားပြီဟုတ်ပြီနော်10ထဲကနေချီရင်ဘယ်လောက်ကျန်မှာလဲ10စုလေးရရှိရင်9စုကျန်မယ်အဲ့တော့1စုရသွားပြီ10အုပ်စု1စုရသွားပြီအဲ့ဒီကြတော့တို့ဘယ်လိုလုပ်မလဲအရင်ဆုံးဘယ်လိုလုပ်ရမှာလဲပြော10ထဲကနေခွန်ကိုနှုတ်မယ်အရင်နှုတ်ပါနော်အဲ့တော့ခွန်ရဲ့တငယ်ချင်းလေး3စောစောရှိတယ်9ရဲ့ပေါင်းရင်3ရဲ့9ရဲ့ပေါင်းရင်8ဒီလိုလေးလာမှာအဲ့ကြမှာခုကိန်းနေပြီးသွားပြီဆို10ကိန်းနေပဲ10ကိန်းဘက်မှာနှုတ်စရာ9ထဲကဘလောက်ကိုနှုတ်ဘလောက်မှနှုတ်စရာမရှိဘူးအဲ့တော့ဗာလေးပြန်ရေး9လေးပြန်ရေး10ပြီးသွားရင်ရာဘက်ဆက်ကြည့်ရအောင်မယ်ရာဘက်မှာဘာမှနှုတ်စရာမရှိဘူး3ညာတဲ့ကဘာမှနှုတ်စရာမရှိဘူးအဲ့တော့ပြီးသွားပြီအဲ့တော့အဖြေလေးထိုးမယ်ဘလောက်လဲ90နဲ့မှ8ရမယ်နော်ကလေးတွေနောက်တော့ကြည့်ရအောင်နံပါတ်ခွန်ဘာလို့ပါတဲ့တွက်ပါတဲ့ဟုတ်လားကာကြီး984အနှုတ်210နဲ့3ဟုတ်ပြီနော်ကိန်း3လုံးနဲ့ကနေကိန်း3လုံးကိုနှုတ်ခိုင်းပြီဒီခါ3လုံး3လုံးချင်းဟုတ်ပြီနော်နေရာလေးကတက်တက်လေးရေးလိုက်ရင်ရသွားပြီအဲ့တော့တို့ကလေးတွေအဆင့်1ဘာလို့ရမှာလဲကိန်းလေးတွေကိုနေရာမှန်မှရေးပါခု10ရာသူ့နေရာလေးနဲ့သူမှန်အောင်အထက်အောက်တန်းလေးရေးမယ်ဟုတ်ပြီနော်အနှုတ်လက္ခဏာလေးလည်းပိုင်စပြီးတော့နှုတ်ကြစို့အဆင့်2နှုတ်မယ်ဆိုဘယ်ကိန်းကနေစနှုတ်ရမှာလဲခု10ရာခုကိန်းလေးကနေစနှုတ်ရမှာခုကိန်းလေး4ကနေခုကိန်းလေး3ကိုနှုတ်မယ်4ထဲက3ကိုနှုတ်ရင်1ခုပြီးရင်10ကိန်းပဲသွားမယ်10ကိန်းလေး8ထဲကနေ10ကိန်းလေး1ကိုနှုတ်ရင်8ထဲက1ကိုနှုတ်ရင်ခွန်ဟုတ်လား10တွေပြီးသွားပြီ10အုပ်စုပြီးသွားပြီဆိုရာအုပ်စုပဲရွှေ့မယ်ရာအုပ်စုရာကိန်းလေးပါလေးတွေ့လဲခွန်ထဲကနေ2ကိုနှုတ်မယ်ခွန်ထဲက2ကိုနှုတ်ရင်9ကျန်မယ်အဲ့တော့အဖြေလေးပြောပါဦး981ဟုတ်ပြီနော်ကဲနောက်တစ်ပုဒ်ကြည့်ကြအောင်ဆို963အနှုတ်333 3လုံးနဲ့ကနေ3လုံးကိုနှုတ်ခိုင်းတာဟုတ်ပြီနော်အဆင့်1ကလေးတွေဘာလုပ်တယ်လဲကိန်းလေးတွေကိုနေရာမှန်မှရေးပါခု10ရာနေရာချလိုက်တာကိန်းလေးတွေကိုနေရာချပေးပါအနှုတ်လက္ခဏာလေးလည်းပါပြီအဲဆိုရင်အဆင့်2ဘာလုပ်ကြစို့နှုတ်ကြစို့နှုတ်မယ်ဆိုဘယ်ကိန်းကစနှုတ်ရမှာလဲခုကိန်းလေးချင်းချင်းနှုတ်မယ်ခုကိန်းလေး3ထဲကနေ3ကိုနှုတ်ရင်3ရှိတာ3နှုတ်လိုက်ရင်3ညခုပြီးရင်10ကိန်းက6ထဲကနေ3ကိုနှုတ်ရင်3ကျန်မယ်10ပြီးရင်10အုပ်စုပြီးရင်ရာအုပ်စုပဲသွားမယ်ရာအုပ်စုက9ထဲကနေ3ကိုနှုတ်ရင်6အဲ့တော့အဖြေလေးထိုးလိုက်မယ်600နဲ့30အခုဒီမှာ2ပုတ်တွက်ပြီးသွားပြီเนาะအဲ့ဆိုလို့ရှိရင်တွက်ရတာလွယ်လားခက်လားကလေးတွေတွက်ရတာလွယ်တယ်ဘာလို့လွယ်တာလဲပြောပါဦးတို့နှုတ်တဲ့အပေါ်ကဟုတ်ပြီเนาะဒီဂိမ်းလေး984ဆိုသူကကြီးနေတယ်963ဆိုလဲအောက်ကနှုတ်ရမယ့်ဂိမ်းတွေထဲကြီးနေတယ်အဲ့နှုတ်ရတာကလွယ်တာပေါ့ရှေ့ကနေသွားပြီးတော့ချီးစရာမလိုဘူးဟုတ်ပြီနော်အဲ့ဆိုဒီနှစ်ပုတ်မှာကိန်းပြောင်းဖွဲ့မှုဘယ်နှခါလောက်ရလဲသိလားဘယ်နှခါလောက်လိုက်ရလဲတခါမှမလောက်ရဘူးအဲ့တော့ရှေ့ရပုတ်စာမှာတော့လောက်ရတယ်ခုလေးကနေနှုတ်လိုက်တယ်မလောက်ဘူး10ကိုသွားချီတယ်10မှာလည်းချီးစရာမရှိဘူးဆိုရအုပ်စုကနေသွားချီရဟုတ်ပြီနော်အဆင့်ကို2ဆင့်သွားပြီးတော့ကိန်းပြောင်းဖွဲ့ရတယ်ဟာဒီပုတ်စာပို့ပြီးတော့
ဟုတ်တယ်လွယ်တယ်ကိန်းပြောင်းဖွဲ့မှုတစ်ခါမှမပါဘူးเนาะနောက်တစ်ပုဒ်ကြည့်ရအောင်689အနှုတ်80နဲ့1ဒီတစ်ခါ3လုံးနဲ့ကနေကိန်းလေးနှလုံးကိုနှုတ်ခိုင်းတာအဲဆိုရင်အဆင့်1တို့ကလေးတွေဘာလုပ်ကြမလဲကိန်းတွေကိုနေရာချမယ်သူ့နေရာလေးနဲ့သူမှန်အောင်ရေးခု10ရာအနှုတ်လက္ခဏာလေးလည်းပါပြီးဘာလုပ်ကြစို့အဆင့်2နှုတ်ကြစို့နှုတ်မယ်ဆိုဘယ်ကိန်းကစနှုတ်ခုကိန်းလေးကစနှုတ်ခုကိန်းလေးဘယ်ကနေဘယ်ကိုနှုတ်မယ်ကိုယ်တွေကနေတစ်ကိုနှုတ်မယ်အဲဆိုဘယ်လောက်ကျန်မလဲရှစ်ဟုတ်ပြီနော်ခုပြီးရင်10ဘက်ကိုသွားမယ်10ကိန်းလေးဘယ်သူကနေဘယ်သူကိုနှုတ်မယ်ရှစ်ထဲကနေခွန်ကိုနှုတ်တော့1 10ပြီးရင်ရာအုပ်စုမှာဘာပဲရှိရလဲ6ပဲရှိတာနှုတ်เสียမလိုဘူးပြန်ချပြီးတော့ရေးလိုက်မယ်အဲဆိုအဖြေပြောပါဦး618ဟုတ်ပြီနော်ကဲနောက်တစ်ပုဒ်ကြည့်ရအောင်940ခွန်အနှုတ်30နဲ့ခွန်လုံးလုံးတွေကနေနှလုံးကိုနှုတ်ခိုင်းတာအဆင့်1ဘာလုပ်မယ်ကိန်းလေးတွေကိုနေရာချမယ်ဇာတ်ခွက်လေးဆွဲမယ်ခုနေရာခု10နေရာ10ရာနေရာရာကိန်းလေးတွေကိုနေရာချမယ်နှုတ်မယ်ဆိုတော့နှုတ်လက္ခဏာလေးထည့်တယ်အဲ့ဒီအလုပ်တွေပြီးရင်အဆင့်2စပြီးတော့နှုတ်ကြဆိုဘယ်ကိန်းကဘယ်ကိန်းနှုတ်မယ်ခုကိန်းလေးခွန်ထဲကနေခုကိန်းလေးခွန်ကိုနှုတ်မယ်ခုကိန်းနေရင်စနှုတ်ခွန်ထဲကခွန်ကိုနှုတ်ရင်ခုနှစ်ထဲကခုနှစ်ကိုနှုတ်ရင်3ညခုကိန်းပြီးသွားရင်10ကိန်းလေးခလဲ10ကိန်းနေမှာပါရှိလဲ10နေရာမှာ4ထဲကနေ3ကိုနှုတ်4ထဲက3ကိုနှုတ်လိုက်ရင်1ကျန်မယ်10ပြီးရင်ရာအုပ်စု5ထဲကနေနှုတ်เสียမလိုဘူးအဲ့တော့ဘာလေးပဲပြန်ရေး5လေးပဲပြန်ရေးအဲ့ဆိုဘယ်လောက်ရလဲကလေးတွေအဖြေလေးက900နဲ့10ရမယ်ဟုတ်ပြီလားဟုတ်ပြီနော်အဲ့ဒါဆိုရင်အခုတွက်သွားတဲ့၄ပုဒ်စလုံးမှာကိန်းပြောင်းဖွဲ့မှုတစ်ခါမှမပါဘူးဟုတ်ပြီနော်အဲ့ဆိုရင်ကိန်းပြောင်းဖွဲ့မှုမလုပ်ရတဲ့ပုံစံလေးတွေကဆရာမစိတ်ထင်တော့ဘိုးလွယ်တယ်လို့ထင်ပါတယ်တွေ့ရတာလည်းပို့ပြီးတော့မြန်တယ်နော်စကြအောင်954အနှုတ်338ကိန်း3လုံးနဲ့ကနေ3လုံးကိုနှုတ်ခိုင်းပြီအဲ့ဆိုအဆင့်1ကလေးတွေဘာလုပ်ကြမလဲကိန်းလေးတွေကိုနေရာမှန်အောင်ရေးပါဟုတ်တယ်ခု10ရာနေရာမှန်အောင်ရေးပါဟုတ်ပြီနော်သူတို့ရဲ့နေရာအသီးသီးမှာရေးပေးလိုက်ပါဒါအတူတူပဲဟုတ်ပြီနော်စပြီးအဆင့်2တစ်ပြီးသွားရင်2လာမှာ2ဆိုရင်ဘာလုပ်ကြမလဲနှုတ်ကြမယ်ဘယ်ကိန်းလေးစနှုတ်မလဲခုကိန်းလေးစနှုတ်မယ်ခုကိန်းလေးဘာတွေတွေ့လဲခုကိန်းလေး4တွေကနေခုကိန်းကို8ကိုတွေ့တယ်နှုတ်တော့မနှုတ်လောက်ရင်ရှေ့ကိုသွားကြည့်မယ်ခုကနေမနှုတ်လောက်ရင်10အုပ်စုကိုသွားကြည့်မယ်အဲ့တော့10အုပ်စုမှာချီးစရာရှိလားဟာရှိတယ်ဒီတစ်ခါကျတော့ဘယ်လောက်တောင်ရှိတာ9000မှရှိတာစီးလိုက်ရင်ဘယ်လောက်ဖြစ်သွားမှာလဲ4ဖြစ်သွားမှာအဲ့တော့10အုပ်စုတစုရလာပြီဟုတ်ပြီနော်အဲ့ကြမှာစပြီးတော့10တွေကနေ8ကိုနှုတ်8ရဲ့တငယ်ချင်းလေး2ရဲ့4ရဲ့ပေါင်းရင်6ဒီလိုလေးရမှာနော်အဲ့တော့ခုနှုတ်ပြီးသွားရင်10အုပ်စုပဲ10အုပ်စုမှာ4တွေက3ကိုနှုတ်ရင်1 10ပြီးရင်ရာထဲမှာ9ထဲကနေ3ကိုနှုတ်ရင်2အဲ့တော့အဖြေလေးရေးမယ်210နဲ့6နောက်တစ်ပုဒ်ဆက်ကြည့်ကြအောင်ဆိုမေးခွန်းလေးဖတ်ပါအောင်940အနှုတ်20နဲ့1ဟုတ်ပြီနော်940တွေကနေ21ကိုနှုတ်ခိုင်းပြီး3လုံးတွေကနေနှလုံးကိုနှုတ်အဲ့တော့ပထမအဆင့်1ကိန်းလေးတွေကိုနေရာအသီးသီးမှာရေးပါနေရာမှန်အောင်ရေးပါခု10ရာသူ့နေရာလေးနဲ့သူမှန်အောင်ရေးအနှုတ်လက္ခဏာလေးလည်းပါပြီးတို့စပြီးတော့နှုတ်ကြစို့အဲ့တော့ခုကိန်းလေး3ညာတွေကနေခုကိန်းလေး1ကိုနှုတ်မယ်နှုတ်လို့မရဘူးမရရင်ခုကနေနှုတ်မရရင်10အုပ်စုဘက်ကိုသွားချီသူ့ရှေ့ကကက်ရကကောင်ချီရမှာနော်အဲ့တော့ဘယ်လောက်ရှိလဲဟာ4ရှိတယ်ချီလို့ရသွားပြီတခုချီလိုက်ရင်ဘယ်လောက်ကျန်လဲ3ကျန်မယ်အားဆိုရင်ခုဘက်မှာ10ရသွားပြီ10ထဲကနေ1ကိုနှုတ်ရင်1ရဲ့တငယ်ချင်းကကိုရဲ့တငယ်ချင်းက1ရဲ့တငယ်ချင်းကကိုဟုတ်ပြီဒါတွေသိထားတယ်နော် grade 1မှာခင်ဗျာသိပြီးသားအဲ့တော့တို့ခုအုပ်စုနှုတ်ပြီးသွားရင်10အုပ်စုပဲရွှေ့မယ်3ထဲကနေ2ကိုနှုတ်ရင်ဟုတ်ပြီနော်10ပြီးရင်ရာအုပ်စုဘက်ကိုရွှေ့မယ်ရာဘက်မှာ9ထဲကနေနှုတ်เสียမလိုဘူးအဲ့တော့ဗာလေးပဲပြန်ရေးခွန်လေးပဲပြန်ရေးအဲ့ဆိုအဖြေလေးက910နဲ့9စလိန်နောက်တစ်ပုဒ်ကြည့်ရအောင်832အနှုတ်14 3လုံးထဲကနေနှလုံးကိုနှုတ်ခိုင်းတာပဲဟုတ်ပြီနော်နှလုံးကိုနှုတ်ခိုင်းတာပဲအဲ့တော့အဆင့်1ဒုကလေးတွေဘာလုပ်မယ်
ကိန်းလေးတွေကိုနေရာမှန်အောင်ရေးမယ်ဟုတ်တယ်နေရာမှန်အောင်ရေးမယ်နှုတ်လက္ခဏာလေးလည်းရေးပြီးသွားပြီဆိုရင်အစင်နှစ်ဘာလို့ကြာစို့နှုတ်ကြာစို့ဘယ်ကိန်းကစနှုတ်မှာလဲခုကိန်းကစနှုတ်မှာခုကိန်းလေးဘယ်ကနေခုကိန်းလေးနှစ်ထဲကနေလေးကိုနှုတ်လို့မလောက်ဘူးခုကိန်းလေးကနှုတ်မလောက်ရင်ဆယ်အုပ်စုဘက်ကိုသွားချီဆယ်အုပ်စုဘက်မှာချီစရာရှိလားရှိတယ်3000မှရှိတာ3နဲ့ကနေချီလိုက်ရင်နှစ်ကြံမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ခုအုပ်စုဘက်မှာဘယ်လောက်ရသွားလဲ10ရသွားတယ်10အုပ်စုတစုရသွားတာအဲ့ကြတော့တို့ဘာလုပ်ကြတော့မလဲအဲ့ကြမှာ10ထဲကနေ4ကိုအရင်နှုတ်လိုက်ရင်4ရဲ့တငယ်ချင်းလေး6အပေါ်က2ရဲ့ပေါင်းရင်6ရဲ့2ရဲ့ပေါင်းရင်8ဟုတ်ပြီနော်ခုကိန်းနေနှုတ်ပြီးသွားရင်10ကိန်းပဲရွှေ့ရအောင်2ထဲကနေ1ကိုနှုတ်ရင်1 10အုပ်စုပြီးရင်ရာအုပ်စုပဲသွားမယ်8ထဲကနေနှုတ်စရာမလိုတော့8အဲ့တော့အဖြေလေးက800နဲ့18ဟုတ်ပြီနော်ကဲနောက်တစ်ပုဒ်ကြတော့899အနှုတ်20နဲ့8ကိန်း3လုံးနဲ့ကနေကိန်း2လုံးကိုနှုတ်ခိုင်းတယ်ကဲအစင်1ကိန်းလေးတွေကိုနေရာမှန်မှရေးပါခု10ရာ8 9 9 2 8အနှုတ်လေးလဲပါပြီဟုတ်ပြီနော်တစ်ခေါက်တော့စစ်ပြီနော်အဲ့လိုလေးရေးပြီးသွားပြီဆိုရင်တို့စပြီးတော့နှုတ်ကြစို့ဘယ်ကိန်းကစနှုတ်မှလဲခုကိန်းလေး9နဲ့ကနေခုကိန်းလေး8ကိုနှုတ်မယ်9နဲ့8ကိုနှုတ်တော့မနှုတ်လောက်ဘူးမနှုတ်လောက်ရင်ခုကမနှုတ်လောက်ရင်10အုပ်စုပဲသွားချီ10အုပ်စုပဲမှာဘာတွေ့လဲဟာ9တောင်တွေ့တယ်ချီးစရာရှိတယ်9ထဲကနေချီလိုက်ရင်8ကျန်မယ်အဲ့တော့ခွန်က10အုပ်စုတစုရသွားပြီ10ရသွားပြီဟုတ်ပြီနော်အဲ့ကြမှာ10ထဲက8ကိုနှုတ်ရင်8ရဲ့တငယ်ချင်းလေး2ကျန်မယ်2ရဲ့ခွန်ရဲ့ပေါင်းဟိုးအဲ့တော့ခုလေးနှုတ်ပြီးသွားရင်10တွေကလေး10ကိန်းလေး8ထဲကနေကိုနှုတ်ရင်6အဲ့တော့ရာမှာကြတော့နှုတ်စရာမလိုတော့ဘူး8လေးပြန်ရေးလိုက်ရုံပဲရမလားကလေးတွေဟုတ်ပြီနော်အဲ့ကြမှာအဖြေထိုးမယ်တို့အဖြေလေးထိုးလိုက်မယ်860နဲ့9ဒီလိုလေးရမှာပေါ့ဟုတ်ပြီနော်ရမယ်နော်ကလေးတွေအဲ့တော့ဆရာမတို့အခုတွက်သွားတဲ့ပုံစံဒီ၄ပုံမှာကြတော့ဂိမ်းပြောင်းခွဲမှုလုပ်ရလားလုပ်လိုက်ရလားလုပ်ရတာပေါ့ဟုတ်ပြီနော်ဘယ်နှခါလုပ်လိုက်ရလဲကလေးတွေဂိမ်းပြောင်းခွဲမှုတစ်ခါလုပ်လိုက်ရတယ်10အုပ်စုဘက်ကနေ9အုပ်စုဘက်ကိုပြောင်းလာတာတစ်ခါဟုတ်ပြီနော်ရှေ့က၄ပုံကကြတော့တစ်ခါမှမလုပ်ရဘူးเนาะဂိမ်းပြောင်းခွဲမှုတစ်ခုမှမလုပ်ရအောင်အဲ့ဒါကြတော့တစ်ခါမှမလုပ်ရရင်ပို့ပြီးတော့လွယ်တာပေါ့ဟုတ်ပြီနော်အဲ့တော့တစ်ခါမှမလုပ်ရဘဲနဲ့နှုတ်ရမဲ့ဂိမ်းအပေါ်ဂိမ်းကကြီးနေတယ်အောက်ကငဲနေတယ်နှုတ်ရတာလွယ်တယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဒီလိုပုံစံတွေလာရင်လည်းတို့ကလေးတွေဘာလုပ်တတ်ရမှာပဲနှုတ်တတ်ရမှာပဲလွယ်ခက်လုပ်တတ်အောင်လေ့ကျင့်ထားเนาะဟုတ်ပါပြီဆရာမရဲ့သင်ခန်းစာကဒီနေ့တော့ဒီလောက်ပါပဲနောက်ရက်မှာဆရာမနဲ့တွေ့ရအောင်เนาะ